လီဝေလင်းကြီးငါစောဖို့ကြွားလုံးကိုပတ်ခေါ်အောင်သူရဲ့ဆိုတော့ဘာတော့ဆိုထွက်အော်တာတော့မတောင်းတာဘယ်ချိန်ရှိသေးလို့လဲဆိုပြီးလိုက်ရိုက်တာကြော်မကောင်းကြားမကောင်းဟာကိုနိုးနိုးနေမှန်းတော့သိယုံပုံရတယ်ကလေးတွေကလည်းလမ်းပေါ်မှာအိမ်မုံတုံသွားနေဒီချိန်ဆိုမုံနဲ့သေးတယ်နေမှအများကြီးပဲကြွားတဲ့ချက်နဲ့ခေါင်းရဲ့နေမှာတရားရှိတယ်အဲ့ဒီတရားကြီးထိတ်ကိုသွားမင်း breakfast တော့ price ဆန်နဲ့အများကြီးတိတ်လို့ပါတိုင်းတိတ်ဆိုကွာဘိုက်စာလုံးငိုနေတဲ့ကလေးတွေတွေ့ရင်ခေါ်ခဲ့ပါမကုန်းဖက်1990မုံဟင်းငါတို့ဘက်ကြော်နဲ့မှ3ချက်တော်တဲ့နေ့တိုင်းငါတို့တိတ်ကိုရိုးပေါ်ပတ်ဆိုင်ရှင်းပြီးတဲ့ကြောင်ရင်းရသေးတဲ့ကြိတ်ကိုတိုးရောလူကြီးတဲ့ပြီးတဲ့ကြားမှာပြားလို့ပြီးရင်ပြော့လို့အလုပ်လောင်းတဲ့တတိယသွားတာစားလို့ပြီးရင်စော့ဖို့မင်းနေတဲ့မြို့မင်းသိတာချုပ်မင်းနေတဲ့ကိုကိုမြင်မှုတာကြီးပြခဲ့လို့ငါနေတာတော့ခါလေးပါတော့မင်းမချားဘူးတဲ့အကြောင်းလေးချက်ဖွေကပြောမင်းနေတဲ့မြို့မင်းသိတာချုပ်မင်းနေတဲ့ကိုကိုမြင်မှုတာကြီးပြခဲ့လို့ငါနေတာတော့ခါလေးပါတော့မင်းမချားဘူး